မဲဆောက်နိုင်မှာကတ်မှာမြန်မာအတုတ်တွေကိုအရသာရှိရှိနဲ့စားကျင်တဲ့သူတွေအတွက်ဒီ vlog လေးထဲမှာစုကမဲဆောက်နိုင်မှာကတ်ကဆိုင်လေးဆိုင်ကို recommend လုပ်ပေးပါမယ်ဒီဆိုင်လေးရဲ့နာမည်ကတော့အိမ်လွမ်းသူဆိုပြီးတော့ဖွင့်ထားတဲ့မြန်မာအတုတ်ဆိုင်လေးပဲဖြစ်ပါတယ်သူဆိုင်မှာဆိုရင်ရခိုင်မုန်ဒီအဝူရှာပူလို့ခေါ်တဲ့အဲ့မီနူရဲ့ကျန်တဲ့မီနူတွေလည်းအများကြီးရှိတယ်ပေါ့နော်ပြီးတော့ဈေးကလည်းဘယ်ပွဲပဲစားစား40-50ဝန်းကျင်အဲ့လောက်ပဲပေးရတယ်ပေါ့နော်အဲ့တော့နိုင်မှာကတ်မှာဈေးတန်နဲ့ဝယ်စားပြီးတော့ဘိုက်ပြည့်ချင်တဲ့သူတွေအတွက်ဆိုရင်ဒီဆိုင်လေးကတော့တော်တော်အဆင်ပြေပါတယ်သူတို့ကတော့အိမ်လေးကသူ့အမေမှာထားတာကတော့ရခိုင်မုန်ဒီပေါ့နော်အပူရှာပူအတုပ်လို့လည်းခေါ်ရဲပေါ့နော်အဲ့ဒါကိုမှထားတယ်အရသာကောင်းမကောင်းသိချင်တော့သူ့ရဲ့စားနေတဲ့ပုံကိုပဲကြည့်လိုက်ပေါ့နော်ပြီးတော့အဲ့ဒီပွဲကြီးကိုမှ40-50ဝန်းကျင်ဆိုတော့တော်တော်လေးလဲတန်နေလို့ပြောလို့ရပါတယ်ပြီးတော့နောက်တစ်ပွဲကတော့စုမှာထားတဲ့ငပိထမင်းတုပ်ပေါ့နော်ငပိထမင်းတုပ်ကိုကြာစုအရင်နေတော့ဆိုဆိုင်ကြီးမှာမစားဖြစ်ဘူးပေါ့နော်ဒါပေမဲ့ဒီဆိုင်မှာတော့ပထမဆုံးမှစားလို့လေရတာအဆင်ပြေပါတယ်ငပိထမင်းတုပ်ရဲ့ပွဲဆိုင်ကိုခုပြထားပါတယ်အဲ့ပွဲဆိုင်ကိုမှဒီသူက40-50ဝန်းကျင်ဆိုတော့တော်တော်လေးတန်ပါတယ်ဘိုက်လည်းပြည့်ခဲ့ပါတယ်ကျဲဥကျော်နဲ့မှအဲ့လို90ဆိုတော့ဒီတော်တော်လေးအဆင်ပြေပါတယ်အဲ့တော့လေစုလို့လိုမျိုးအိမ်မှာထမင်းမချက်လို့နိုင်မှာကတ်မှာပိုက်ပြီးတဲ့အစားအစာကိုမှရွေးပြီးတော့စားကြရင်တဲ့သူတွေဆိုရင်တော့ဒီဆိုင်လေးကအဆင်ပြေတယ်ပေါ့နော်ဘတ်ဂျက်လည်းဆေးဖြစ်တယ်မြန်မာစားတောက်အတုပ်တွေကိုလွမ်းနေတဲ့သူတွေအတွက်ဆိုလည်းအဆင်ပြေပါတယ်ပြီးတော့အဲ့ဒီဆိုင်မှာဆိုရင်ဟင်းကားလေးကိုလည်းတောက်ကြည့်ခဲ့နော်အရန်ရတာရှိပါတယ်အဲ့တော့စားပြီးတောက်ပြီးပြီဆိုရင်တော့အေးတောက်ပါတယ်အေးကတော့ကျန်တဲ့ဆိုင်အောင်ဝယ်ထားတာပေါ့နော်ပြီးတော့ပြန်ကန်ဒီမှာအန်တီတယောက်မရင်သီးလာရောင်းလို့လည်းဝယ်ခဲ့ပါသေးတယ်အဲ့ဆိုရင်ဒီ vlog တွေကိုဒီမှာပဲအန်လုပ်လိုက်ပါမယ်နောက်ထပ် vlog ဒီမှာပြန်တွေ့ပါမယ်နော်